ကြီးပါပလာလည်းဖောက်မှာပဲတခါမှဖောက်ဘူးတော့ပလာဘလို့လဲသိချင်လို့ပေါ့စက်ခုကြီးပါစက်ခုပလာကိုစက်ခုထည့်ရတော့နောက်တစ်ခုကတော့ပတ်စံမှာလို့အရင်ပြောပတ်စံOh my gosh 200ပေါက်တယ်ကျင်းနေပါရဲ့တထုပ်တစ်ထောင်တော့ပေးရပါရဲ့ဆိုတော့ပါ200နဲ့စီဖောက်သွားပါကျင်းတဲ့200ပါ200နဲ့ကြောင်နဲ့ဘယ်လိုရလဲကျမလည်းမသိတော့ပါဘူးရမှာပေါ့နောက်တစ်ခုဖောက်မယ်နောက်တစ်ခုကတော့ဘလောက်လေးကြီးကြရအောင်အရင်ဖောက်ရခတ်သွားတယ်တော်ဖောက်ရခတ်သွားပါရဲ့အရင်ကိုဖောက်ရခတ်တယ်အရင်ကိုဖောက်ရခတ်တယ်လှုပ်ကြအောင်ဟေးနောက်ဆုံးတော့လေငါတော့လည်းနှုတ်ခမ်းမှန်းကြည့်တာအရင်ကိုတိတ်နေပါတာနောက်ဆုံးတော့50တန်ဖြစ်လာခဲ့ပါတယ်ငါတော့နဲ့1000နဲ့ခမ်းမှန်းလိုက်50တန်ထွက်လာတော့ဘာကြောက်လဲမသိတည်ရင်တော့ကမမရေးခဲ့ပါအောင်မသိလို့ပါကမမရေးပြီးအသေးလေးပေးခဲ့အောင်ဟုတ်ပါလိုက်လေးပေးခဲ့အောင်ဟိုကြည့်လိုက်ဘယ်လိုမျိုးလဲမသိကြည့်ပေါ့ဟိုဘက်ချောင်းလိုက်ဒီဘက်ချောင်းလိုက်ကင်မရာတက်အောင်မကြည့်ဘူးပတ်စံမြန်လားဗလားလဲတော့မသိရုပ်ကပြောင်းသွားလေရှိပလာပါကိုရပေါင်းစကူကြီးနဲ့ထောက်ထားနောက်တစ်ခုထပ်ဖောက်တယ်ပလာပါကိုရပေါင်းစကူနဲ့ထောက်ထားတယ်ပလာရဲဘာလို့ပါလာမသိငါကူမှဘလောက်ပဲရကြည့်တိတော့ပါဖောင်ရင်နဲ့ပတ်စံ100ထွက်လာတယ်လို့မပြောခဲ့ပါဘူး200ပေါ့နော်200ပေါက်သွား200မဟုတ်ဘူး300 100ပါထပ်ထောက်တာ200ကိုပူးပြီးတော့ခောက်ထားတယ်နောက်တစ်ထုပ်ထပ်ဖောက်တယ်နောက်ဆုံးတော့မဟုတ်ဘူးပေါ့နော်100ပေါက်တော့ပါပြီ650ရပါပြီမြတ်တယ်လို့တော့မထင်ပါဘူး650နောက်ဆုံးခုပဲကျန်တော့တယ်နောက်ဆုံးတစ်ခုဖောက်မယ်ဖွာဆိုပြီးတော့ဗလာကြီးထွက်လာပါတယ်ချင်းမက650ပဲရတာပတ်စံကြီးပြလိုက်တယ်မယုံမှဆိုလို့မမြတ်ပါဘူးကြည့်ကြပါအောင်လို့မမြတ်ပါဘူး400ပေါ့နော်400ပါစိအားလုံးပဲဘိုင်မှာနောက်မှပါဖောက်ပြမလဲပြောခဲ့ကြပါဦး